ငယ်လင်ငယ်တွေအာမခံထားပြီးလို့မရပါဘူးအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ကိုသူရပါဒီနေ့ကျွန်တော်ပြောပြချင်တဲ့အကြောင်းအရာလေးကတော့ကျွန်တော်တို့ဒီအသက်အာမခံတွေကျန်းမာရေးအာမခံတွေပေါ့နော်အဲ့ဒီအာမခံတွေမှာဘသူတွေကိုဝယ်ပေးလို့ရလဲကိုကနေလက်ဆောင်ပေးခြင်းနဲ့ကိုကနေဝယ်ပေးခြင်းနဲ့ဒါမှမဟုတ်ဘသူကဟောကိုကိုဝယ်ပေးလို့ရလဲအဲ့ဒါလေးပတ်သက်ပြီးတော့မှကျွန်တော်ဘူးသူရအနေနဲ့ပြောပြခြင်းပါတယ်အဲ့တော့အာမခံတစ်ခုမှာအာမခံထားပြီဆိုရင်လူ3ယောက်ပါပါတယ်ပထမတစ်ခုကတော့ပထမဆုံးတစ်ယောက်ဒီ policy owner ဒီသူဒီ policy အတွက်ပတ်စံပေးမယ်သူကပါဝါရှိတော့ဒီ policy နဲ့ပတ်သက်တဲ့အစီမံပိုင်ခွင့်တွေသူ့မှာရှိပါတယ်ပြီးရင် insurer person သူကတော့အာမခံထားခံရတဲ့လူကျွန်တော်သားသမီးကိုအာမခံထားပေးတဲ့သူဒီ insurer ဖြစ်သွားမယ်ပြီးတော့အမွေခံကြတော့ beneficiary ဖြစ်တယ်သူတို့3ယောက်ဒီအာမခံဆက်နွယ်မှုတစ်ခုရှိရပါမယ် insurable interest ပေါ့နော်အာမခံဆက်နွယ်မှုဆိုတဲ့နေရာမှာဘလို့လူတွေကိုအာမခံဆက်နွယ်မှုထားလို့ရလဲဆိုတော့ပထမဆုံးကိုယ့်ရဲ့ဇနီးခင်ပွန်းတွေထားလို့ရမယ်တရားဝင်ဇနီးခင်ပွန်းပေါ့နော်တရားမဝင်တဲ့ဇနီးခင်ပွန်းတွေမရပါဘူးအခုခေတ်စကားနဲ့ပြောရမယ်ဆိုတော့မရေငယ်လင်ငယ်တွေအာမခံထားပြီးလို့မရပါဘူးမရေငယ်လင်ငယ်ကနေမွေးလာတဲ့ကလေးတွေကိုလည်းအာမခံထားပြီးလို့မရပါဘူးကျွန်တော်အိမ်တော်စုစီးရင်တွေလက်ထပ်စာချုပ်တွေတင်ပြရပါမယ်နောက်ပြီးတော့နောက်တစ်ခုကကြတော့ကိုယ့်ရဲ့သားသမီးအရင်နေမွေးသားသမီးတွေထားပြီးလို့ရပါတယ်ပြီးရင်မွေးသားမိဘကိုလည်းအာမခံထားပြီးလို့ရပါတယ်အဖေမေရင်းကိုအာမခံထားပြီးလို့ရတယ်နောက်ပြီးတော့နောက်တစ်ခုကကြတော့ကိုဦးလေးတွေအတော်တွေကိုတော့အာမခံထားပြီးလို့မရဘူးတကယ်ချင်းတွေအာမခံထားပြီးလို့မရဘူးမောင်နှမဝမ်းခွဲတွေအာမခံထားပြီးလို့မရဘူးအဲ့လိုပဲကိုယ့်ရဲ့တူမတွေကိုအာမခံထားပြီးလို့မရဘူးကိုကပတ်စံပေးပြီးသူတို့ရဲ့ policy owner အနေနဲ့သူတို့ကိုပေးခိုင်းတာမျိုးဆိုရင်တော့ဖြစ်နိုင်တယ်မဟုတ်ရင်တော့သူကအာမခံ insurable interest မရတဲ့အတွက်ထားလို့မရဘူးအဲ့တော့ဟုတ်ပြီဒဇိန်းကြီးထဲမှာထားလို့ရတာဘာရှိလဲဆိုတော့အလုပ်ရှင်နဲ့အလုပ်သမားဆိုရင်တော့အာမခံထားပြီးလို့ရတယ်အလုပ်ရှင်တယောက်အနေနဲ့သူ့ရဲ့အလုပ်သမားကိုအာမခံဝယ်ပေးပိုင်ခွင့်ရှိပါတယ်ဒီနေ့ဒီအကြောင်းအရာလေးကိုကျွန်တော်ကဘဝတုဒ္ဒအနေနဲ့လာပြီးပြောပြခြင်းပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ